လေးဟင်းချက်တော့မှဖြစ်ပါတယ်။ဘာဟင်းလဲဆိုတော့အမေတော်ကိုခင်းချင်းချင်းချက်မှဖြစ်ပါတယ်။ရှိပြပါအောင်။ဒီခုနခင်းချင်းတွေကိုချပ်လောက်လိုက်ပါ။ဒါတော့အမေတော်လေးကိုဒီလေးလေးထားပါတယ်။ဒီထဲမှာစားနဲ့စက်သားမှုပါပါတယ်။ ဟင်းကျူလို့ကိုမဲရနဲ့တွေ့စားဖို့ဘာရလေးလေးတိကြတာခွေးတော့ရလေးဖြစ်ပါတယ်ခွေးတော့ရခုပြီးတော့ရကိုပဇွန်လေးနဲ့ဒါမဲသားလေးဒီလိုအရင်ကျော်ပါတယ်ကျော်ချက်လေးချက်မှာဖြစ်ပါတယ်ရှင်ခင်းချင်းလေးတွေကျန်တဲ့ဒီလိုတက်ပြီးတော့ဒီဆိုရင်လဲလာလေးထက်လဲတော့ရဒီလိုနဲ့ထည့်ပြီးတော့ဒီဆိုရင်ဘာလို့ခရရရှင်ဆက်ချက်မှာကျေးဇူးတင်ပါတယ်ကြည့်ကြလို့